အိမ်ကွင်းဖြစ်တဲ့တော့ခုံထိုးဖွင့်ထားတာဖြစ်ပါတယ်မနေ့ကတော့ကျွန်တော်တို့အဝေးကွင်းမှာကွေးဖြင်းနီအောင်ခက်ကစားခဲ့တာတော့ကိုမင်းသားကြီးပါဟယ်လိုကိုဒီဟုတ်ကဲ့မင်းသားကြီးကကိုကြီး10ခွန်ပေါက်တယ်ဗျဟုတ်ကဲ့အပေါ်ကများတယ်ဗျဟုတ်ရတယ်လေတကယ်လို့တက်လာရင်တော့ပြောမယ်လေဟုတ်ကဲ့မဆူဆူဟုတ်ကဲ့ကျွန်တော်တို့ခိုင်းကြမှာပြန်ပွဲကြည့်တော့စတင်လာတာကဲကျွန်တော်တို့မဟာအကျွတ်ကြီးတယ်10ခွန်ပေါက်နေ10ခွန်ဖြစ်သွားပြီပြတာစစ်ပြီဟုတ်ကဲ့ပါကိုကြီးနော်ကဲဒါတော့ဒိုဒိုရဲ့ခုံထိုးပဲဖြစ်ပါတယ်ဒိုဒိုရဲ့ခုံထိုးတွေကခြုံတိုးနေမှဖြစ်မယ်ဗျာနော်ကိုတွေကခြုံတိုးနေမှရမယ်ဒါတော့ကျွန်တော်တို့ခိုင်းနိုင်ငံရဲ့ဝမ်းမှာဘရင်တဆူလိုအုပ်စိုးထားတဲ့အတိမ်ရဲ့ပွဲပဲဖြစ်ပါတယ်နော်ပွဲရဆက်ပါပြီဒီညခိုင်းနေတဲ့ပုံမိုးစီပါနော်ပွဲရတကယ်ကြည့်ခိုင်းနိုင်ငံရဲ့ဝမ်းစိန်ခေါ်ပွဲတွေမှာဆိုရင်နန်းတဲ့နော်ကျွန်တော်တို့အဖြစ်နဲ့ဘရင်တဆူလိုအုပ်စိုးထားတဲ့မြောက်ကြွားထိုးလှုပ်တဲ့အတိမ်ရဲ့ပွဲပါနော်ညီကိုတို့ကြီးဒီကနေ့ရဲ့ပွဲစဉ်ကတော့ကျွန်တော်တို့ရဲ့ idol ကြီးဖြစ်တဲ့မြန်မာနိုင်ငံကိုစားပြုကိုမင်းသားကြီးရဲ့တစ်ချက်တိအသက်ကြီးလဲမပြည့်စည်ဆိုတဲ့ကိုမင်းသားရဲ့ထိုင်းတွေကိုဆုံးမတော်မူခံပဲဖြစ်ပါတယ်ချီးရတော့ကျွန်တော်တို့မြန်မာဘက်ကပဲတက်နေတယ်နော်ညီတို့ကြီးတပ်ပွဲမရှိပါဘူးဒါပေမဲ့ပွဲကတော့စပါကြနော်ပွဲစပါပြီခင်ဗျာဟိုတာနဲ့ဒိုကျွန်တော်ပြောသလိုပဲစချင်းပါမယ်ဒိုရဲ့ခုံထိုးကတော့ခြုံတိုးသွားခဲ့ပြီကဲမင်္ဂလာပါညီလေးဈေးရတော့ညီတော့တယ်မြန်မာဘက်ကပြတယ်မရဘူးကိုကြီးမင်းသားကြီး10ခွန်ဖြစ်နေဒီနေ့စားနိုင်ရောနိုင်ရရှုံးသွားလားရှုံးတယ်နော်โอเคဟိုဘက်ကမဟုတ်လားပုံပေါက်တယ်ရရင်ပြီးမယ်နော်ကိုမင်းသားကြီး10ခွန်ပေါက်တယ်ကဲအမတ်ကတော့1လက်ပါကိုမင်းသားကြီးရဲ့ခုံထိုးကတော့အတိမ်ရဲ့ပင်တိုင်းထဲမှာပေါက်သွားခဲ့တာဖြစ်တော့1လက်ပါနော်အနလီလည်းညီလေးကဲပွဲတော့တကယ်ကြည့်လို့ကောင်းပါလားဗျာတော့ပွဲရဟိုရာပြပြီဟာရာပြီတယ်ဒိုကောင်းလိုက်တာမင်းသားတစ်ဆက်ပေါ်ပေါ်ဒီတစ်ခါလာပြီဟုတ်ကဲ့ဗျာနော်ဒီကဆင်ကြည့်ပါဦးနော်ခိုင်းကနေပြီးတော့10ခွန်အောင်ကြီး9000ရပြီနော်ခိုင်း10ခွန်အောင်ကြီး9000ဒီနေ့မြန်မာဘက်နဲ့10ခွန်တလီရပြီမြန်မာဘက်တလီရပြီညီလေးမင်းယူမလားမြန်မာဘက်ကโอเคဒီ10ခွန်နဲ့ပြီးရတယ်အော်လာကိုမင်းလာကြီးစာပေချိန်မှာမကတော့ဝမ်းလာလက်မထောင်ပေးလက်မကိုမင်းသား10ခွန်အပေါ်ကြီးတစ်ထောင်ရပြီနော်အပေါ်ကြီးတစ်ထောင်ဆက်ပြပါနော်ကဲပွဲတော့တကယ်ကြီးကောင်းမယ်ပွဲကောင်းပွဲလို့ကဲအမှတ်ကတော့1လာပါတလီနောက်ထပ်တလီလေးခဏလေးရအောင်ပုံထိုးပါပါနော်ဟိုထားပြပြီကလွဲချော်ပွားခဲ့တယ်နော်ညီလေးတိုင်းနဲ့ကြည့်ပါရဲ့မရခဲ့ပါဘူးနော်စာပင်ချိန်မှာမတော့တောက်သွားပါဘူး10ခွန်အပေါ်ကြီးတစ်ထောင်ရပြီနော်10ခွန်အပေါ်ကြီးတစ်ထောင်ကိုမင်းသား10ခွန်အပေါ်ကြီးတစ်ထောင်ရပြီအပေါ်ကြီးတစ်ထောင်ကဲဒိုရဲ့စာပြီးဟိုဒါလေးကိုဂျူနီဟာလာပြီးကိုမင်းသားကန်ခွဲပြီးဒိုအောင်ပါလေ1 over ညီကိုတို့1 over ဖြစ်သွားပါဗျာနော်ကိုမင်းသား10ခွန်အပေါ်ကြီးတစ်ထောင်ရပြီကိုဒီကိုအဲ့ဒါကတော့1 over ဖြစ်သွားပါဗျာနော်ခွန်နဲ့ဆိုတော့ယူရဲတာအမတ်ကတော့ရမ်းပြောလို့မရတဲ့1 all ဒိုရဲ့ခုံထိုးနဲ့ကိုမင်းသားရဲ့ခုံထိုးတော့ကြည့်ရမယ်အတိမ်ကုန်နေပြီတဲ့ဟုတ်တယ်ဗျာနော်
ကဲပွဲရတော့ဘောင်းဆိုဖြစ်သွားနိုင်ပါဘူးနော်စေခွန်အပေါ်ကြီးတစ်ခါတိုင်းကိုပဲကြော်ခဲ့ပါဦးကျွန်တော်စာပေချိန်မှာမတူတော့ပါနော်စေခွန်ပေါက်တယ်ပနလီနဲ့ပနလီကဲညီကိုတို့ရဲ့အမှတ်ကတော့1 all ပြရမ်းပြောလို့မရတဲ့1 all ပါကဲဝေးသွားခဲ့တယ်နော်ကဲမှ1 all ပါပဲနော်ကဲဒိုရဲ့ခုံထိုးပြညီကိုတို့ရေအဲ့ဒီရတာနဲ့ထည့်ပေးမယ်အေးရတာနဲ့ထည့်ပေးမယ်နော်ဆယ်ခွန်ပေါက်တယ်နော်ဒီပဲမာရာဘီမိပြန်ပြီဒိုင်မပေးဘူးညီကိုတို့ရေနော်ဒီခုမှစီးနဲ့ကန်နဲ့ခတ်ပါခိုင်းနေနော်ကြည့်ရတာအားရတယ်ဗျာဟုတ်ကဲ့ပါနော်ပါတယ်တော့တို့ကန်နဲ့ဒီဗီဒီယိုဆိုတော့တော့ဒီမှာပွဲပဲအယောက်ဆိုင်ကြည့်ကြတော့ဘာကဲညီကိုခိုင်းပါလာလို့စေပေါ့အောင်တင်းနေမှာကဲမတူတော့ပါနော်ကဲကျွန်တော်တို့ဆွေးပြမှာစားပြပါနော်ကိုမင်းတိုင်းကိုစားပြပါကဲမတူတော့ပါနော်ဘယ်လိုပြန်လာလဲညီကိုတို့ရေမားတယ်ဟုတ်ပါတယ်နော်စားပြချိန်ပါပဲမတူတော့ပါပဲနော်ကိုမင်းတိုင်းကနေတော့တစ်ဆက်ပေါ့နော်ဒီလိုကလိုင်းရတာဒီမှာကြည့်ရတာဟုတ်တယ်ညီလေးတို့လိုက်ကပတ်စီးနေတာပေါ့နော်ဒီမှာစက်ပေါ်ပေါ်ဒီမှာပါတော့ကြိုးစားရတာဒီကဒီနေ့စမလာတဲ့အတန်ဖိုင်ဖို့ပဲညီပဲကြိုက်လို့လေဖိုင်ဒီပြီးတော့ကျွန်တော်တွေ့ရတာတကယ်မလားလေဗျာတကယ်လည်းမနှဲပါဘူးနော်ဟောလိုက်တာကိုချူကြီးဟောလိုက်တာဝါအော်ပဲအပပရက်ဆက်တယ်အေးရတယ်ပြင်မယ်နော်ချော့တော့လို့ပြနော်ချော့တော့ရင်လည်းလူကြီးတဲ့ကွာချက်တော့နော်တိုင်းလည်းပိုလို့ရရှိတာရနော်မလူတော့အစဲကွာစာပေချိန်မှာမတူတော့ဘူးနော်ဟုတ်တယ်ရပြီနော်ခင်ဗျာဒီခိုင်းပဲလေစက်ကွန်အောင်ကြီး3000လောက်စာပေချိန်မှာမတူတော့ပါနော်ကဲရှမ်းပြောလို့မရတဲ့1 all ဗျာထိုးတာလေကိုမင်းသားအကြီးအမကတော့2-1ပါညီကိုတို့ရေကဲ2-1ပါစက်ခုနေပဲဘုရားတိုက်ယူဖို့လားရရင်ပြောမှာခဏလေးဟုတ်တယ်ညီလေးရေနော်ပြောလို့တော့မရသေးပါဘူးနော်ထိုင်းနဲ့ပုံလို့ရှိပါတယ်ခိုင်းတစ်စောရပြီတစ်ထောင်ရပြီနော်ခိုင်းတစ်စောပေါ်အောင်ရေးတစ်ထောင်အော်ပါလေထိုးခေါင်းနဲ့ပဲတိုက်ခဲ့တယ်နော်ညီလေးတွေလိုက်ရပြီပါတော့ညီလေးပြီးတော့ကျေးဇူးပါတော့ညီလေးနော်ကဲမတော့1 2ပါလားနော်ကဲဒီညပွဲကမနေ့ကညတော့ပို့ပြီးတော့နော်ပွဲရေးတစ်ထောင်ရပြီနော်တစ်ထောင်မထိုင်းခုံလို့ပါကဲအမကတော့1 2ဗျာကဲမကတော့1 2ပါနော်ထိုင်းစားပြပါဒိုရဲ့ခုံထိုးကိုချိုကြီးမာရာပြီတဲ့ကိုမင်းသားကြီးကောင်းပါလေဘိုင်ပလိုက်ရတယ်ဘာကြီးပြချကုန်ပြီလို့ဘိုင်ပလိုက်ဘာပြုတ်ရတယ်အစ်စေးချကုန်ပြီလို့ကဲလိုင်းရကြသွားရောဟောမှာလေဒီပြကောင်လူတွေတော်လည်းမပြီးတော့ဘာပြုတ်အဲ့ချာပြခိုင်းလိုက်ဟောမှာလေညီကိုတော့ရေးဖုန်းနေရောရင်းနှီးပြီးသားဖြစ်နေပါ යි နော်ဘယ်တော့မှမကွဲတော့အောင်ပိုင်မကြော်ဘူးအမကတော့1 2ပါနော်ညီကိုရေမင်းညနဲ့ပို့ကြည့်လို့ပေါ်တာနော်
ကဲဒိုဒိုရဲ့ခုံထိုးစားပဲ1 2ပါနော်ညီကိုတို့ကဲမကတော့1 2ပါပါနော်ကောင်းလိုက်တာကိုမင်းသားကြီးကောင်းလို့နဲ့ဗျာကောင်းလိုက်တာကိုမင်းသားကြီးအပပလုံးလုံးလုံးနဲ့ဗျာနော်ကိုမင်းသားကြီးကပိုပေါင်းသွားတယ်ဗျာနော်အဲ့တော့တကယ်ကောင်းတာကြာတော့ကိုမင်းသားကြီးဒီကနေ့ဝင်းကိုရင်မင်္ဂလာပါဗျာမင်္ဂလာရှိပါကြပါနော်ကိုကနေလည်းကျွန်တော်ကနားလေးပြတာပါကဲမကတော့1 2ပါကနော်ဟုတ်ကဲ့ရရင်ပြောမယ်နော်ညီကိုတို့ဟုတ်တယ်ညီလေးဒီကတည်းကဆိုင်ရကုန်တို့ရလုံးလိုက်ဝင်ပါလားနော်ကဲဒါတော့ကျွန်တော်အတိတ်ရဲ့ခုံထိုးပြန်စမ်းနေခဲ့တာဖြစ်ပါတယ်နော်ဒီပွဲကျင်းရတော့မင်းလိုက်ပါထွက်နေပါတော့ဟုတ်တယ်ဗျကိုမနေတဲ့ကြော်ပိုင်းကနားလေးပြကြပါတော့ကိုမနေရများတဲ့ဖက်တော့30ခုပေါက်တယ်ညီကဲမတော့တူပါပါနော်အားပေးတယ်နော်ဟုတ်ကဲ့ပါနော်သူအားပေးတော့ကျေးဇူးပါနော်အားပေးကျေးဇူးတင်ပါတယ်နော်30ခုညီနော်မင်္ဂလာချစ်တော်ကြပါကဲမတော့တူပါကိုမင်းလိုက်ခု30ခုပေါက်နေရရင်ပြောမယ်နော်ကဲကိုမင်းသားခုံတို့ပိုက်မကြော်ခဲ့ဘူးကဲကိုမင်းသားခုံတို့ပိုက်မကြော်ခဲ့ပါဘူးနော်စာပေချိန်မှာအကတော့1 2ပါနော်တိုင်းစာပေပါပဲနေရာလေးဗျာဒီမဟာချိုင်မှာမဟာချိုင်တလာမုံးမှာ10ခုပေါက်တယ်ဗျာနော်ဘုန်းလေးမဲ့ပွဲရတင်နေပါမလင်းပါဘူးနော်မလင်းကဲတိုင်းစာပေငယ်မရရင်ထည့်ပေးမယ်နော်10ခုပေါက်တယ်ထိုးရတယ်ဟာပါကိုမင်းသားရေဟုတ်ပါမလားကိုမင်းသားကြီးအပလွန်နာပေါ့ဗျာညီကိုတို့ရေချိန်မှာကိုမင်းသားကြီးကပုံလုံးခိုင်းရောကိုနေဝင်တော့တကယ်ကောင်းပါတော့ချိန်မှာမဲ့မကတော့တူးပါမှာနော်ကျွန်တော်တို့50ခိုးကြီးကွာအဲဒီရောချိန်တိုင်းပါအေးရှားခက်တယ်တော့ကြောင့်ဒီကိုလာတော့ပြီးကြတော့တယ်နှုတ်ရည်သူတွေကဘိုင်းမချော်ပြန်ဘူးကိုမင်းသားကြီးဘိုက်တိုးနေပါကနော်လောနေခဲ့တယ်နှစ်ဖက်လုံးကတော့နော်ညီကိုတို့ကြီးနှစ်ဖက်လုံးကတော့လောနေတာတွေ့ရတယ်ဗျာနဲပါဘူးနော်မနေ့ကစနေနေ့ညလာမင်းသားမှာကိုမင်းသားကြီးတို့နိုင်တယ်ဒါတော့အမတ်က1 2ပါရန်ပြူလို့မရတဲ့1 2ပါနော်ကဲဒိုပွဲကတော့ကျွန်တော်တို့စီမီမိုင်းနိုင်ကြပါရနော်ခုံထိုးဒိုးရတယ်ဝေးတယ်ဗျာနော်ချိန်ပါပဲအမကတော့ကဲအထူးလွှမ်းရမယ်2 1ဗျာနော်ပုံထိုးပဲထိုးရတာလားတဲ့ဟုတ်ပါဘူးဗျပါဝါတွေပိုင်းလည်းထိုးလို့ရတယ်နော်ညီကိုတို့ရေပေါက်ပြန်ပြီညီကိုတို့ရေပေါက်ပြန်ပြီ3 1ညီကိုတို့ရေကျွန်တော်ပြောခဲ့သလိုပဲညီကိုတို့ရေကိုမင်းသားကြီးရေနော်စန်းသာတာကတော့ထိုင်းတွေကိုစုံမတော်မူခံမဲ့ဖြစ်ပါတယ်နော်တနည်းအားဖြင့်ပြောရရင်တော့မာနာတွေထောင်သွင်းနေကြတဲ့အတိမ်ကိုချွတ်ခမ်းလို့လည်းပြောလို့ရတယ်ဟယ်လိုမင်္ဂလာပါယာ10ခု16ဖြစ်ကုန်ပြီကဲမကတော့3 1ဖြစ်သွားပါပြီ3 1အေးရရင်ပြောမယ်နော်ပေါ်လာပြန်ပြီအတိမ်မာလာတယ်ဒိုဝီးတယ်ဗျာဒိုအပလုံးနဲ့မြန်မာကတော့မြန်မာပါပဲညီကိုတို့ရေဒိုရဲ့ကံချက်ဟာလန်ထွက်သွားခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာကပဲအမှတ်တမတ်ရရှိခဲ့တာဖြစ်တဲ့အတွက်ဖိုးဝမ်းမှာအတိမ်ကလည်းတအားငုံနေပါလားကိုပကင်းနဲ့ဟုတ်တယ်နော်တကယ်မပြတ်စီးလို့ပြောမှာလူငယ်တွေစံပြနေတဲ့နမူနာကြိုးရပါနော်ချင်းပညာနဲ့ပတ်သက်လာရင်တော့ကျွန်တော်ကကိစ္စတော့ကျွန်တော်လည်းမသိပါဘူးအားပေးပါတယ်တဲ့ကားမောင်းရင်းနဲ့ကားမောင်းရင်းနဲ့အားမပေးပါနဲ့ဂရုစိုက်ပါနော်မိမိတို့ရဲ့အသက်ကမိမိတို့ရဲ့နော်လက်ထဲမှာပဲရှိတယ်တဲ့နော်ကျတဲ့နဲ့နော်တောင်းတန်မဲ့လုံးလို့ကျတဲ့နဲ့ကဲကိုမင်းသားကြီးစပစ်ဗျာကိုမင်းသားကြီးထိုးပြန်ပြီ
ကာကောင်းမောင်းတကာမောင်းနေရပဲဒီမှာရိုက်ရှာလိုက်ပါတဲ့ဟုတ်ကဲ့ပါကိုကိုတို့အကြိုက်ဟာဘလို့တော့ကိုကိုတို့ကြိုက်တယ်ပါကိုမင်းသားကြီးစပစ်ဝင်ရင်တဲ့အမတ်ကိုမင်းတို့ကချုပ်ရပါဓမ္မရပြီနော်တဲ့ဟုတ်ကဲ့ပါနော်ကိုမင်းသားကြီးမိုက်တယ်ဗျာတဲ့ကျွန်တော်ဆရာတဲ့ဟုတ်ကဲ့ပါကိုမင်းသားကြီးကတော့ကိုမင်းသားကြီးပါပဲကဲ YouTube မှာလည်း 1K ကျော်သွားသလို Facebook မှာလည်း 1K ကျော်သွားတယ်ပရိသတ်တယောက်ချင်းတိုင်းကိုသူ့ပဲကျေးဇူးတင်ပါတယ်နော်ဖိုင်1ဖြစ်သွားပါပြီဗျာနော်ထိုးတာဗျာပြီတိတ်ပဲတိတ်မာလာပြီတဲ့ဒိုဒိုကောင်းလိုက်တာဒီလောင်းလို့ရတော့ပါဘူးပွဲမစားခင်တည်းကဂိမ်းမက်ကဘယ်လောက်လဲတဲ့ဂိမ်းမက်ကတော့ကျွန်တော်မသိဘူးဗျမေးအောင်မယ်မနေ့ကဘယ်လောက်လဲ15မှတ်ပဲမဟုတ်လားမနေ့ကတော့15မှတ်ဂိမ်းပဲနော်ညီကိုတွေဂိမ်းကတော့နော်မင်းသားကြီးပါပဲဟုတ်တယ်1-5ပါကိုပကင်းနဲ့ဘုံချင်နေတယ်ချင်းကဘုံကကျွန်တော်တို့မှန်နေကြဖြစ်နေတော့ဘာဖြစ်တော့နော်ပါကိုမင်းသားကြီးပါလုံးနဲ့ဗျာနော်အမကတော့ဖိုင်1ခိုင်းနိုင်ငံကတော့ကြိုက်လွမ်းမေအောင်ရောဗျာအတိန်ကလည်းလန်ထွက်တယ်ဟုတ်ကဲ့ပါလန်ထွက်ပြီးမယ်လောလောဆယ်အတိန်ကတော့ခြံခတ်ပြီးတန်ပလက်နဲ့ပုံမှရတော့မယ်နော်ကိုမင်းသားကြီးရဲ့ကျွန်တော်တို့ဆုံးမတော်မူကမ်းမှာပဲကြာရှုံးနေခဲ့ရပြီပထမပွဲလာတယ်တပွဲနဲ့ပဲဗျာနော်အမတ်ကတော့15မှတ်ပြည့်ခိမ်းမှာလေးမြန်မောင်းရင်အားပေးနေပါတယ်လေးမြန်မောင်းရင်အားပေးနေပါတယ်ဟုတ်ကဲ့ပါတခဲလေးတော့ဝယ်ထည့်ပါတော့နော်ဘီယာတောင်ကြီးကြည့်နေတဲ့မာမီကင်းနဲ့ဟုတ်ကဲ့ပါလို့နော်ဘီယာပကံတွေပါနဲ့လွင့်ကုန်မယ်ဒီဟာကိုမင်းသားကြီးကန်ချက်နေဟိုတို့ကိုတီကိုပါဖွားနေပဲနေဝခဲ့တာနော်တက်ခဲ့ပါနော်စာပြီးချိန်မှာ1-5ပါနော်ကျွန်တော်ဒီဝင်ထိုးกว่าတယ်ဟုတ်ကဲ့ပါနော်ကျော်ဝိုင်းနဲ့နားလည်ပြကြပါဟုတ်ကဲ့ကျော်ဝိုင်းနဲ့နားလည်ပြကြပါကဲညီကိုတို့ရဲ့မှတ်ကတော့1-5ဗျာကဲမတော့1-5ပါထိုင်းစား1-5ပါကဲအတိတ်စားပြီးပြောင်းထိုးမယ်ဒီလိုက်ဘယ်နဲ့ဖမ်းနေဆင်ထွက်လာခဲ့နေဒိတ်မလာပြီတဲ့အော်လိုက်တာပါကဲအတိတ်ရဲ့ခုံထိုးတစ်လုံးပေါက်သွားခဲ့တယ်နော်အမကတော့2-5ဗျာအကိုဖုန်းမကွဲဘူးလားတဲ့ကျွန်တော်ဖုန်းတွေကချင်းနေရသူတို့ကနော်သမီးကြီးသားတွေဖြစ်နေတဲ့တို့ကမကွဲတော့ပါဘူးနော်ရှေ့ဆက်ပြီးချင်းလုံးနေနဲ့ထီမြဲတီအောင်မယ်ချင်းမြဲချအောင်ပါနော်ကျွန်တော်တို့ဖုန်းတွေကနော်ရိုးသွားပြီကျွန်တော်တို့ဖုန်းမကွဲသလိုဘာမှလည်းမဖြစ်ပါဘူးဗျအမကတော့2-5ပါဟိုးရပြန်ပြီပေါက်ပြန်ပြီအတေးပုံထိုးတော့ဝင်လာခဲ့တယ်3-5ပါနော်ညီကိုတို့ကြီးရရဦးဗျဆယ်ချင်းမုံကြီးလေးရဲ့အစတွေကကိုမင်းသားရဲ့ဆယ်ခွန်ပေါက်တယ်တောက်မော်လေးမင်္ဂလာဗျာမင်္ဂလာရှိပါမယ်ဗျာမင်းသားကြီးတောင်းတယ်မင်္ဂလာကြီးချစ်ပြီးမင်္ဂလာရှိပါမယ်ကိုမင်းသားရဲ့ဆယ်ခွန်ပေးရတာကြီးကျင်တော့3-5ဖြစ်သွားပါပြီနော်ထိုင်းစားပြလိုက်တော့ပါနော်ကဲမ3-5ဗျာဟိုရာပြန်ပြီအတေးပိုင်မကျော်ဘူးကိုပကင်ဖုန်းနံပါတ်လေးနာမည်ကိုပကင်ဖန်မားတဲ့နာမည်လေးခေါ်ပေးပါဦးနော်ဟုတ်ကဲ့စီတူညီလေးမင်္ဂလာပါတော်ကီကတော့ share ဟာတယ်ဟုတ်ကဲ့ပါညီကိုတို့တို့နဲ့ဒီကညီကိုလားပြတယ်ဟုတ်ကဲ့ညီကိုအရေးတွေပါနော်ဖအေတူမအေတူတွေပဲဖြစ်ပါတယ်နော်ညီကိုတို့ဒီလိုက်ထိုးနေတိုင်မကျော်ဘူးအမကတော့3-5ပါနော်မင်းညပွဲတော့မမြိုင်ဘူးတဲ့ဟုတ်ကဲ့ပါစိတ်ထင်လို့ဖြစ်ပါလိမ့်မယ်နော်အတိန်ကတီငိန်လုံးနေတယ်ဟုတ်တယ်ဗျအတိန်ကတော့တီငိန်လုံးပါလေဟိုဂျူကြီးကောင်းလိုက်တာအချင်းပိုင်းကြီးပြန်မိတယ်ဟိုဂျူကြီးနေလာတယ်ကောင်းလိုက်တာဝေးတယ်ဗျကိုမင်းသားကြီးဝေးသွားတော့ဘိုးပိုက်ဖြစ်သွားပါအဲ့တော့ဟုတ်တယ်ပြောပါဟုတ်တယ်ဗျခိုင်းကောင်းလာပါဗျဆယ်ခွန်ကိုရေးဆယ်ခွန်ပေါက်တယ်ဆယ်ခွန်ဟုတ်တယ်ဗျထိုင်းအောင်ကြီးဗျမင်္ဂလာပါနာမည်ခေါ်ပေးပါဟုတ်ကဲ့ပါဟုတ်
ကဲ့ယူကျင်တဲ့ဘက်စာရေးထားလိုက်နော် ต่อห้าง ပေါင်ပြန်ပြီကဲ30ခုနဲ့ရှိသေးလားတဲ့ညီကိုတို့ရေနော်ဟိုကြီးမတ်တူတယ်သေးရသေးလားကဲ30ခုနဲ့ရှိသေးလား30ခုရှိသေးလားညီယူရင်တော့အမတ်တူယူမရမယ်အမတ်တူဖိုင်အော်နေတာပါဘယ်ကြီးလဲခုမှမေးထားတော့ဟုတ်ကဲ့လိုချင်တော့ပတ်ဆက်ကြိုလွှဲလိုက်ပါနော်ပြပေးနာမှာဒီကိုရတော့ဒီဟာခြိုင်ဟုတ်ကပုံကြောင်းလေးရားယူမှာကွဲရတော့အမှတ်တူဟုတ်ကဲ့ဘောကြီးရေဒီနေ့စိတ်ကောပေါ်ပြနေတာပါပြီနော်ဒါကဘယ်ရမလို့မရဘူးရကိုကြီးဘယ်ရကြမင်းသားကြီးပဲလားဟုတ်ကဲ့ဘောကြီးရေခိုင်းမနေစိတ်ကောအောင်ကြီးနှစ်ထောင်ရပြီနော်ကိုမင်းသားကြီးပဲလားโอเคခဏလေးတော့ကြီးတယ်ကြီးကတော့ကိုကခုံမဲလေအဲကတော့တဲတဲမှရတာကြီးကတဲတဲဖြစ်သွားပြီနော်တဲတဲဖြစ်သွားပြီထိုင်းစားကတော့ပေါ်ပါတော့ကြီးတယ်ဖြစ်သွားပြီအမကတော့စစ်ဖိုင်ပြဖိုင်တော့မျိုးသွားပါပြီနော်ရတော့ပြလေပယ်ဖြစ်ကုန်မှုကြီးရလေပယ်တွေဖြစ်ကုန်နော်လေပယ်တွေဖြစ်ကုန်ဟောရှင်းမလားဟုတ်ကဲ့ပါနော်ကိုမင်းသားကြီးဘက်ကနေပြီးတော့30ရှစ်ပေါ်ကြီးတစ်ထောင်ရတယ်နော်ကိုမင်းသားကြီး30ပေါ်ကြီးတစ်ထောင်ကဲအတိတ်ဟုတ်ကဲ့ဘောကြီးခိုင်းကနေ30ရှစ်အောက်ကြီးတစ်ထောင်ရတယ်75ဖြစ်သွားပါပြီနော်အမတော့75ဖြစ်သွားပါပြီခိုင်းရအောင်ကဲနောက်ဟာတွေကညီကိုတို့လေပယ်တွေပဲရှိတော့မယ်ကိုတို့တွေအခုမင်းသားကြီးပဲလားမင်းသားကြီးရပဲလား75ဖြစ်သွားမင်းသားကြီးပဲဟုတ်လားမင်းသားကြီးပဲဆို level တွေရှိနေသေးတယ်နော်ညီကိုတို့ကိုမင်းသားကြီး level ရှိနေသေးတယ်ဟုတ်ကဲ့ရရင်ပြောမယ်အဲ့ဒါနေယူမလားစိုးပြေ level တစ်ထောင်75ဖြစ်သွားပါပြီနော်နေကမင်းသားကြီးနော်ဟမ်လောလောဆယ်တစ်ထောင်ရမယ်တစ်ထောင်နော်ထားပြီးတယ်အားလုံးစတိုက်ပေါ့နော်အဲ့ဖြစ်သွားပါပြီနော်အတန်ဖိုင်ဖို့အတန်ဖိုင်လေးလီလုံးယူမလားယူရဲလားလေးလီလုံးယူရဲလားအေးလေအဲ့ကြောင့်နင်းကိုပွေးမွေးနေမေးတာဒီလုံးရတော့ဒီအိတ်ဆိုင်ဖြစ်သွားပြီအားလုံးငါတော့စိတ်ကိုတို့တွေကတကယ်ကောင်းပါတယ်နော်ကဲတော့အိတ်ဖိုက်ဖြစ်သွားပါပြီနော်ခိုင်းရရှင်းမမြန်မာငါးမှာပါတော့ခိုင်းကိုလို့ငါးလုံးစတိုက်ပေါက်ပါကိုမင်းသားကြီးလည်းပဲတစ်ထောင်ရပြီနော်လည်းပဲတစ်ထောင်ဒါလည်းရထားလိုက်ထုတ်ပါလားခိုင်းတော့နေလည်းပဲတစ်ထောင်ရပြီခိုင်းလည်းပဲတစ်ထောင်ဝေးတယ်ဗျာနော်ညီတို့ဟမ်ခိုင်းဘက်ကတက်တယ်ယူဖို့လားမြန်မာငါမှာထိုင်းမြန်မာလားမြန်မာဘက်ကပဲလေပဲဘယ်ကြလို့မှားခဲ့တော့ဒီလားမဲကိုမင်းသားကြီးကအနီးပါနော်ဒီလေးထိုင်းကတော့မြန်မာငွေ50ရတယ်နော်ကဲမတော့စေးဖြစ်သွားပါကြနော်ထိုင်းဘက်ကနေပြီးတော့မြန်မာငွေ3သိန်းရပြီမြန်မာငွေ3သိန်းထိုင်းမြန်မာငွေ3သိန်းရပြီနော်မင်းကဘယ်နှထောင်လို့ဒီဘက်ကတော့လေပဲပဲညီလေးအေးဘယ်ရလဲခိုင်းနှစ်ပြီရပြီအဲ့ဒါနေရပြီသုံးနေလေးနေလေးရတယ်โอเค
အဲ့ခဏလေးရရင်ပြောမယ်နော်ဒါပဲတော့ဟိုကဒီစစ်ပါအဲ့ဒီတိတ်တော့အဲ့ဒီမှာတော့စစ်ပါအတိတ်စားတဲ့ပိုက်မတော်လေးပါတော့စာချိန်မှာတော့စိတ်ပါတော့ဒီမှာလေးပါလို့ဒီမှာနားတယ်ဟုတ်တယ်ကြီးတော့ဒီမှာမဟုတ်ပါဘူးကဲဒီညတော့ခိုးလေးပဲကဲဒီညခိုးလေးပဲခိုးလို့တွေပဲထိုးလေးပါကိုယ်လိုက်ခုံနေတာကိုယ်လိုက်ခုံနေတာနော်အသာဖိုင်ပို့လိုက်ညီပဲယူပို့လိုက်ပိုက်မတော်ပဲပါစာပေချိန်မှာအိတ်စစ်ပါနော်ညီကိုလို့အိတ်စစ်ပါပိုက်မကြောက်ပါဘူးခင်ဗျာကြရပြဘယ်ယူမှာတော့ဘယ်နာကြီးပဲလားကိုမင်းသားကြီးလက်ပင်မြန်မာငွေ9သိန်းရပြီနော်9သိန်းမရသေးဘူးလို့ညီရောင်ရောင်နဲ့ခက်တယ်လို့ဖြစ်နေတယ်မရသေးဘူး900ကျရှားခက်နေလို့မရသေးဘူးဟုတ်မရသေးဘူးနော်ကဲဟောနိုင်စီဖြစ်သွားပါပြီနော်ပွဲရတာလွယ်ပဲရောင်ရောင်နဲ့ခက်နေတယ်နော်ပရိပုံစံတွေဖြေရမယ်လို့ဖြစ်နေပါပြီနော်ပရိပုံစံတွေဟိုရာကြီးဝေးပါတယ်ဟေးလောက်ပြောဟမ်ခိုင်းမရသေးဘူးအမှတ်ကွာသွားတယ်အေးရမပြန်တော့မယ်ဟယ်လိုအမကဟိုမှာစစ်နိုင်ဖြစ်သွားလို့ဘောကြီးမရသေးဘူးနေရာလိုက်ပါဟုတ်ပဲဟုတ်အမကွာသွားလို့ကဲမကတော့စစ်နိုင်ပါနော်ပြီးတယ်ဗျအတိတ်ဟာလာတဲ့ဒိုတို့ကောင်းပါတယ်နော်ဟုတ်ပြီကျွန်တော်ရရင်ပြောမယ်နော်အမှတ်ကွာနေလို့နိုင်စစ်ဖြစ်နေလို့စာပေချိန်မှာပဲမကတော့နိုင်စစ်ဖြစ်သွားပါပြီနော်ထိုင်ရကဲနိုင်စစ်ပြညီကိုတွေအိမ်ဝင်းမှာပြော့တယ်ဟုတ်ကဲ့ပါနော်တရားလေးတော့ဟောအပြီးကျွန်တော်ရရင်ထည့်ပေးမယ်နော်ထိုင်ရကိုမှပြမှာခိုင်းဆိုမရသေးဘူးပြအမှတ်ကွာနေလို့နော်အမှတ်တူလို့တမှတ်ကွာတော့ဆိုရင်ယူရဲလားဟုတ်ကဲ့ဘယ်ကရအောင်ရတယ်ဒီဘက်ကတော့မရဘူးလို့အေးရှာရင်ပြောဒါတော့ရှုံးပါချုပ်ပိတ်လေမင်းကပရှင်တွေပါမကြည့်ဘူးလားချုပ်ပိတ်ခုံထိုးဖွင့်လေဟိုဂျူကြီးကောင်းလိုက်တာဗျာအာနာပြီးနေကောင်းလိုက်တာကိုမင်းသားကြီးမှန်လေးတွေမဖတ်နိုင်လို့နားနေပြပါနော်ကျွန်တော်ဒီဘက်မှာအမတ်ကကတ်လာတော့နည်းနည်းလေးအလုပ်လေးရှုပ်သွားလို့နော်တို့စီပဲထိုးဟာတယ်ဟုတ်တယ်ညီကိုတို့ညီအလုပ်ကပါစစ်ကဲမတော့စစ်နိုင်မှာဆိုတော့စစ်နိုင်စားပြပါနော်ဝီးတယ်ဗျာကိုမင်းသားကြီးညတော့က6မှတ်တမှတ်တောင်စော့ထားသေးတာလေဟုတ်တယ်ညီကိုတို့ကြီးအေးညတော့ပြောနေလုံးနေနိုင်စစ်ဖြစ်နေတော့အာစီမတက်ဘူးဖြစ်နေတာဟိုကကြီးနိုင်စစ်ဘယ်လိုလုပ်တတ်မလဲကဲမတော့နိုင်စစ်ပြတာနော်ဒီပဲကိုကြီးမစင်သွားတယ်ဟောလိုက်တာကိုမင်းသားကြီးစစ်နိုင်မှာကိုမင်းအတန်ဖိုင်ပို့လိုက်လေကဲမတော့စစ်နိုင်ပါနော်ဘယ်ရရောင်းနဲ့ဆက်ပြီးဖြစ်နေတာနော်ဘယ်ကြီးပြွားရဆက်ရှိတယ်
ဒီကနေ့ဆက်ရှိပြီနော်မတူအဲ့ဒီပြေးယူတယ်ကြီးကထိုင်းဘက်ကပြန်ပြောနေတယ် ဒီနော်မဆဲပါနဲ့မကြည့်ဘူးအောက်ပါ ကဲမှတ်ကတော့စစ်နိုင်ဗျာညီကိုတို့ အောက်ပါနော်နှစ်ဖက်လုံးကွဲတာ ခုချင်းလေးရောတဲ့ထိုးပေးရမှာတယ်ဟုတ်တယ်ညီကိုတို့ရေနော်အကောင်းဆုံးတော့ကြိုးစားနေပါတယ်ညီကိုတို့ရေနော်ဒါတော့ကျွန်တော်တို့တစ်ချက်တိနှစ်ချက်တိအသက်ကြီးလည်းမပြည့်စည်ဆိုတဲ့မမမင်းသမီးကြီးရဲ့ပွဲပါနော် ဖြုတ်ချင်းဝေးလာယူထုတ်ချင်းတို့ မင်းပါဝါထိုးကြည့်ရမှာတယ်ဟုတ်တယ်ဆာပဲပြောင်းလဲလေးထိုးရမှာ ဆွမ်းပြနေတာဟုတ်လို့ရတယ်ရတယ်အဓိကချုပ်ပဲပိတ်တာမိတယ်ဗျအတိတ်ခုံနဲ့ပဲကောက်သွားတာဟိုတို့အောင်မလေးလေးခုံထိုးတော်မှကျွန်တော်တို့ခုံနဲ့ပဲကောက်သွားတာနော်ကောင်းကြီးအောင်နဲ့ဟုတ်ကဲ့ပါနော် ကွန်ပျူတာကြီးပြန်ပြောပါဦးကွန်ပျူတာကြီးရဲ့ဘုံနဲ့ အမကညီနိုင်စစ်ဖြစ်သွားပြီနိုင်စစ် နော်အတိတ်သူမို့လို့တိုင်ပဲနော် ဟုတ်ကဲ့ထိုင်းက18ပေးနေတာညီ18 နေလီလောက်ပဲဟုတ်ပိတ်တာ ထိုင်းဘက်ကပေးတာလားဟုတ်ကဲ့ဟုတ်ကဲ့ရရင်ပြောမယ်နော်ညီနော်โอเคโอเคညီကဲအမကတော့နိုင်စစ်ပြထိုင်းစာပြီးအတိတ်ဘယ်လိုင်းနဲ့မှပေါက်ပြန်ပြီအမကလက်စစ်ဖြစ်သွားပြီ တန်းစစ်ဖြစ်သွားပါဒီစားတိကျပါကဲမတန်းစစ်ဖြစ်သွားပါနော်တန်းစစ်ပါ တန်းစစ်ပါညီကိုတို့ရေနော် ကဲတန်းစစ်မှာလွယ်ရင်းနေတော့ဒီကချန်ခဲ့မယ်ဗျာ ကဲကျွန်တော်တို့ဥဖြူကတော့တိုးတိုးနဲ့လာပြောသွားတဲ့ညီကိုတို့ရေဘာပြောတယ်လို့ထင်လဲဘာပြောတယ်လို့ထင်လဲကျွန်တော်တို့လည်းမကြားတော့မသိဘူးဗျာကျွန်တော်ဥဖြူကငိမ့်စပီကိုတွေနဲ့ကြဘုံကြီးနဲ့ကြောင်းတကာလိုပဲကွတိထိန်းနိုင်တယ်မင်းဟိုတနေ့ကပြက်ရတတ်တာငါသွားထိန်းတာတွေ့လား လူကြီးတရားမနာပေးတယ်ကွန်ပျူတာ မင်းသားကြီးဟောင်းလိုက်တာ ဘလို့ဘလို့ဆယ်ပဲမကတော့စစ်လာပါအာချောင်းမှာထိုင်းရဆယ်ပဲဖြစ်သွားပါပြီကွဲရ ဟေးစကားများတယ်လို့စကားများတယ်လို့လိမ္မော်တိပြောက်တော့တယ်ဒီမှာလေ ဒီတော့မင်းဝဲမှာပြန်လာလို့တော့ကောင်းပါ မင်းသားကြီးတဲ့လေကြီးထားတာလည်းခုနမှတ်မကျော်ဘူးဆိုတဲ့ဟုတ်ကဲ့ပါလို့ ကဲမကတော့စစ် 30ခွန်ပေးတယ်တဲ့ထိုင်းကားတဲ့ဟုတ်ကဲ့အာစီရေရှာပေးမယ်နော်တို့တလုံးထုတ်နေအတေးမှားထားပြီးတယ်ကောင်းလိုက်တာတော့ညီကိုတို့ရေဥပ္ပဝါရရုံးပေးတဲ့တော့ငါဘေးကြီးတွေစားလာတယ်ပြောပြီးဒါပြောသွားတာလေရိုင်းတယ်အုံပွားတယ်ဟုတ်ကဲ့ပါအတိန်ကတော့လက်ပြားခါတယ်တဲ့ဟုတ်ကဲ့ပါနော်ပေါက်ပြန်ပြီညီလေးတို့ဟေး ကွန်ပျူတာကြီးဖယ်တိုင်းပါကွန်ပျူတာကြီးတော့မမလေးစီးလိုက်ပါ အတိန်နဲ့ဒိုးကိုအာကြီးမျိုးလေးနဲ့တည်ပေးရမှာလေဟုတ်တယ်ဗျနော်ခွင်ပါဝါပြောင်းထိုးတင်နေတယ်ဟုတ်ကဲ့ပါဗျကဲကျွန်တော်တို့စာပင်ကတော့ချုပ်တမယ်ပဲပိတ်တာနော်ကျန်တာတွေကုန်ထိုးလို့ရပါတယ်ကုန်ထိုးဖွင့်ပါနော် ကဲမကတော့1စစ်ဖြစ်သွားပါ ကဲမှတ်ကတော့11စစ်ဖြစ်သွားပြီဗျာရင်ကုန်တရားတင်ပို့လာဆိုတော့အချိန်တိအောင်ကျွန်တော်တို့ကွန်မင်းသားအနေနဲ့ဘယ်လိုမျိုးကျွန်တော်တို့ရလက်တွေကိုပြောင်းလဲနိုင်စွမ်းရှိမလဲဆိုတာကျွန်တော်နဲ့တူဆက်လက်ပြီးစောင့်ကြည့်ရမှာပဲဖြစ်ပါတယ် fighting မှာကွန်မင်းသားကြီးဟုတ်တယ်ဗျာထိုင်းက10မှတ်မကျော်ဘူးတဲ့ဟုတ်ကဲ့ပါအခုတော့ထိုင်းကကျွန်တော်တို့17မှတ်ဖြစ်သွားပါပြီနော်အခုလည်းဘေးရင်ဟောစားရင်တော့ဘယ်လောက်များအုတ်ခဲကျိုးတွေပုံနေမလဲမသိဘူးနော်ကကြီးပြောင်းနေတယ်တဲ့ကကြီးပြောင်းနေတော့လူပြောင်းကြော်ညာတိုင်မရမယ်ဗျာနော်ဥပ္ပူကတော်ပြီတို့ထိုင်းတွေကိုတဲ့အမှတ်မပေးနဲ့လို့ပြောသွားတာဟုတ်ကဲ့ပါနော်ကိုရာပြန်ပြီကိုဂျွန်ကြီးဒီမှာပေါက်ပြန်ပြီအောင်မလေးလေးကဲအိမ်ခွင်းမှာတော့ချိန်ခင်းပြီးပြင်ဆင်ထားခဲ့ပေမဲ့ရှုံးတရားဝင်ရောက်လာခဲ့တဲ့ထိုင်းနေရဲ့မဟာဗျူဟာတိုက်စစ်မှုကြောင့်ကျွန်တော်တို့မြန်မာတွေကတော့လောလောဆယ်ယူကျုံးမရအပူလုံးကြွနေခဲ့ရတယ်ဗျာနော်ညီကိုတို့ကြီး ကဲကိုကအားသာတဲ့ပုံကိုထိုင်းရဲ့ကိုရဲ့အောင်မှာတမယော မနက်ကတော့မနက်ဖန်ကြရင်တော့စံပြုတ်ထင်တယ်တဲ့ဟုတ်တယ်လို့ညီကိုတို့ကြီးချွန်ပူလီကနေအပြေးလွားပြန်လာခဲ့တာအခုတော့အဝေးကပြန်လာတဲ့
နော်မောင်ပကင်ကိုမင်းသားရင်ဝစောင့်ကန်လိုက်သလိုပဲဗျာနော်ဒီကြီးတွေလှုပ်ရှားသွားပြီတဲ့အဲ့လိုမျိုးတော့မပြောပါနဲ့ညီကိုတို့ရေနော်မင်းသားကြီးတော့တဲ့ရှေ့သွားဆိုင်ပြီးဟုတ်ကဲ့ပါကိုပကင်နဲ့ပြန်တဲတဲ့ကိုမင်းသားကြီးနေရတဲ့လုံးပါနဲ့လို့စားပြမီးတို့လက်ဝိတ်တက်ထိုးမှဝါးပြသွားပါမကြံဘူးဖြစ်နေဦးမယ်အောင်လိုက်တာကိုမင်းသားကြီး ချိန်မှာမကတော့စစ်တူဖြစ်သွားပါမကတော့ဖောက်ချိုးဖြစ်သွားပါနော် ကဲလက်နဲ့ကြီးတွေထုတ်တော့လက်နဲ့ကြီးတွေထုတ်တော့ ဖြစ်သွားပါပြီ ဟုတ်ကဲ့ပါအမလီရဲ့စောင်းညမှာတော့မြောင်းမြအားပေးနေပါတယ်တဲ့ကဲမမမင်းသမီးကြီးရဲ့စပစ်ပါစစ်တွဲဗျာအိုဟိုပိုက်ကောင်းထောက်ပြီးတော့ကျွန်တော်တို့ စာပေချိန်မှာ ခြေနဲ့ထမင်းမဲတဲ့ဟုတ်တယ်တို့ဒေးချင်းသမားတွေကုန်ပြီတဲ့ကိုပကင်တို့လည်းပါသွားပါပြီနော်အောင်က2လီလားမသိဘူးပိုကြီးက3လီကိုပကင်က2လီပါတို့နော်ဒီဘွဲကတက်တက်ကိုအားပေးတာပါကျွန်တော်ချုံမူရီကနေပြန်လာပြီးတော့မြန်မာဘက်ကပဲတက်တက်ကိုအားပေးတာတခါမှမလောင်းပါနော်မုံစိန်လားမမပကင်မုံစိန်လားမဟုတ်တော့ဘူးလို့မနှက်ဖန်မုံပေါင်းနေဖြစ်တော့မယ်ကဲအမကတော့ဟုံးစစ်တောင်ဖြစ်ကုန်ပြီညီကိုတို့ရေစွမ်းစာနီးတဲ့ဟုတ်ကဲ့ပါလို့ဘိုးရာပြန်ပြီးဒိုအတိမ်ပြနော်ကုံကျင်လို့တဲ့ဟုတ်ကဲ့ပါနော်ကျွန်တော်တို့ကလည်းကုံကျင်လို့ဟိုမှာချုံပူလီကနေတကူတကောက်ကိုအမိအောင်ပြန်လာတာနော်နာဘောသားဟုတ်ကဲ့ပါဘေးကြီးတွေနဲ့9မှတ်မကြော်ရဘူးတဲ့ဟုတ်ကဲ့ပါနော်စာပစ်ကွာသွားပြီတဲ့ဒီတယောက်ထိုးနဲ့2ယောက်ထိုးကွာသွားတာတဲ့ဟုတ်ကဲ့ပါနော်တိုင်းကပိုင်သက်ကြော်မဟုတ်ဘူးလေတဲ့သူတို့မိကြလေးတဲ့ဟုတ်ကဲ့ပါနော်ကိုလာကုံနဲ့ဟိုတဲ့စစ်ကူခေါ်ရမယ်တဲ့ဟုတ်တယ်ကိုလာကုံကိုစစ်ကူခေါ်ရမယ်နော်ကင်ပါဝါထိုးကြည့်ခိုင်းပါလားကိုပကင်နဲ့ဟုတ်ကဲ့ပါပေါပြီကိုမင်းသားစာပြီ7ဟုတ်ပါ7ဟုတ်ပါညီကိုတွေကဲအမလဲကြော်ရပေးပါဦးတဲ့အမက7ဟုတ်ပါညီကိုတို့ရေနော်ဒီနေ့ဘက်ကင်တော့ခမင်းဆိုင်မှာအကျွေးစရင်ပြည့်ပြီတဲ့ဟုတ်တယ်လို့ကိုကြီးပေါင်းပြန်ပြီပြန်လာပြီဘသူပြောတာလဲဘသူပြောတာလဲပြန်လာနေပြီကိုမင်းသားကြီးပြန်လာနေပြီနော်ညီကိုတို့ရေပြန်လာနေပြီဘသူလဲကိုပကင်ကိုစံပြုတ်တော့ရမယ်လို့ဘသူပြောတာလဲနော်ကိုပကင်ကစံပြုတ်တော့ရင်တော့မှကြက်သားစံပြုတ်ပဲတော့မယ်ဟုတ်ပြီလားနော်ကိုပကင်ကစံပြုတ်တော့ရင်တော့ကြက်သားစံပြုတ်ပဲတော့မှာပါနော်ကဲမကတော့အဲ့ခုတ်ဖြစ်သွားပါပြီဗျာနော် အမတ်တွေဂျူးစင်းမှတ်ပါသေးလားတဲ့ဂျူးမစင်းတော့တော့ထင်တယ်ကိုပကင်လောင်းလို့ရှုံးတာနေတယ်တဲ့ကဲဒီလုံးကတော့အငင်းသွားတော့မယ်တူတယ်။ဒါကပလေးခေါ်ပြီးသားဖြစ်သွားတာဖြစ်တဲ့တော့အမတ်ကတော့မြန်မာဘက်ကိုပဲပေးလိုက်တာဖြစ်ပါတယ်။အမတ်ကတော့နိုင်ဟုတ်ပါညီကိုတို့ကြီးနိုင်ဟုတ်ပါကမ္မการเขาบอกว่ากรรมการပလေးဘယ်အစမ်းတယ်ချက်လို့ပြောတယ်လေတော့ဘယ်ချက်လို့နေနေပါကဲပလေးခေါ်ပြီးသားဖြစ်သွားခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရွှေမြန်မာတွေဘက်ကပဲနေကြလို့တလန်းပွင့်ခဲ့တာဖြစ်တဲ့အတွက်နိုင်ဟုတ်ဆိုတဲ့နေသားကိုတော့ရှောင်ရှိလာခဲ့ပြီဘသူတွေပြောတာလဲကိုဝတ်တို့ကျွန်တော်တို့တပူးလောက်လို့ကိုမသွားတော့မပြောဘူးကိုရိုင်းနေတော့နိုင်ဟုတ်ပါအမှတ်ကတော့နိုင်ဟုတ်ပါကဲမကတော့နိုင်ကိုကဲဟိုဘက်ကလည်းပေးပါတယ်နော်မငင်းဘူးဗျာနော်ကဲနိုင်ငံကြီးသားပြည်သားပါတယ်အတိန်ကတော့တော့မငင်းပါဘူးတိုင်ရဲ့ဆုံးဖြတ်ချက်တိုင်းပဲ6မှတ်ကိုပေးလိုက်တာဖြစ်ပါတယ်
ဘာဝဲစီကကိုလည်းတိကျ ဒိုရာပြန်ပြီအတိတ်ပင်နေမနေနဲ့ဒိုဒိုအာပါလွန်တာပေါ့ဟုတ်ပါမလားဗျာအတိန်ကလည်း ညာလေးတော့မတောင်းဘူး အတန်ကကစုံငင်းခူးရမယ်အတန်နဲ့အကိုရိုင်းနေတော့နော် ဒီဆိုင်ကြည့်နေတဲ့အကိုရင်းနဲ့ဟုတ်ကဲ့ပါကို ကဲမကတော့ကိုနိုင်ဖြစ်သွားပါပြီနော်ထိုင်ရသဘောဟုတ်နိုင်ပါကဲမကတော့ကိုနိုင်ပါထိုင်ထားတယ်ပါကဲကျွန်တော်တို့ချိန်မှာအားပေးကြပါနော် ကဲဟုတ်နိုင်ပါဝေးသွားပြီအတိန်စပြီ ဝေးသွားပါတယ်နော်ကိုရတော့ဘာလို့ဖြစ်သွားနိုင်မလဲ ကြောက်ကြကြီးကောကြောက်ကြကြီးကောမကြီးဒီတော့နာပါတော့ဘာကဲတော့ ဝန်ဒူကောအာကောင်းဆုံးနဲ့ ကဲကိုမနိုင်ပြန်ပါနော် ဒါရကြောက်နေတာလားတဲ့စုံမဲ့ချက်မပြတ်သားဘူးလေဟာပြတ်သားလို့ကိုမှတ်ပေးနေတာပါနော်ဟောပြတ်သားလို့မှမြန်မာဘက်ကိုအမတ်တက်ပေးလိုက်တာနော်ညီကိုတွေပြတ်သားလို့မှနော်မကြောက်လို့မှကျွန်တော်တို့မြန်မာဘက်ကိုရှစ်မှတ်ကနေကိုမှတ်တက်ပေးတာပါကစုံရွာဟုတ်တယ်ဘာမှမဖြစ်ဘူးကျွန်တော်အကောက်ထဲကရှုံးတာနော်ဘာမှမဖြစ်ဘူးကျွန်တော်တက်ကိုအားပေးတာတော့ဒီပွဲကိုကျွန်တော်တို့ခုံတိုးပါလို့ကျွန်တော်တို့အိုက်တော်ကြီး ကြပါနော် နော်ကျွန်တော်တို့အိုက်တော်ကြီးမမရဲ့ပွဲကိုမနေ့ကကျွန်တော်မလာလဲရလို့ဒီပွဲကိုကျွန်တော်ပတ်သက်ထဲအားပေးလိုက်တာပါနော်ကျွန်တော်ဟေးမကုန်သေးဘူးလေဟေးမေတော့ဘူးဟေးမလဲကိုကမလာမယူမလဲကို ဒီကြားနေရောလိုက်ဘူးလို့ပေးကြပါနော်ဒီကြားလေးကောင်းလေးကြည့်ကြပါနော် ဘာဖြစ်ဘူးအေးစေးကိုမင်းသားကြီးပြန်လာနေပြီနော် နိုင်ကောင်းနိုင်ပါနော် ကားပိတ်နေလို့လောလောတွေကဝေးသွားပြန်ပြီကျွန်တော်ရဲ့မမမင်းသမီးကြီးပြန်လာနေပါပြီလမ်းမှာနော်မီးပွိုင်းမိနေလို့ပါနော်တွေ့လာအတိတ်နဲ့ သွားနိုင်ပါတယ် ထိန်းသိမ်းတာတွေရတယ်လက်ပြားခါတယ်ဟုတ်တယ်ညီကိုတို့အခြေခံပိုင်းမှာတော့ဒါတော်တော်လေးကောင်းပါတယ်သူတို့ဘက်ကကောင်းတာကိုလည်းလက်ခံပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒါအိုက်ဒရိုကြီးမမမင်းသမီးကြီးရဲ့ကောင်းမွန်ချက်တွေကိုလည်းကြည့်ရမယ်ကောင်းလိုက်တာပြန်လာနေပြီဘယ်သူပြောတာလဲအမတ်ကတော့တန်းဟုတ်ပါနော်တန်းဟုတ်ပါအမတ်တန်းဟုတ်ပါလုံးတယ်ဟိုဘက်ပြန်ယူမှာခေါက်ချိုးတယ်ညီကိုတို့ရေနော် ဘာကြီးရဲ့ဆောက်ပြေးဝင်နာပြီးတော့ကျွန်တော်ပြတ်မှာ တန်းကုန်ကြသွားပါနော်သုံးမဆန်တော့ ဒိုရာပြပြီဒိုဘယ်နဲ့ဖမ်းနေအတိန်နေထားတဲ့ဒိုပဲမိတယ်ကိုမင်းသားကြီးဟောတယ်ကိုမင်းသားကြီးအမတ်ကတော့နော်အတဲပြီးဟုတ်ပါ တဲမီခုတ်ဖြစ်သွားပါ အတဲပြီးဟုတ်ပါနော် ကနမီပိုက်ပြီးတော့နော်ကားချက်တွေမီပိုက်ပြီးတော့အခုတော့မီပိုက်ရှင်းသွားပါနော် ဘိုင်းဘက်က6ခွန်ပါပြီ တရားဟုတ်ကြတာပါတော့ကျွန်တော်တရားဟုတ်ကြတာ ပြန်လာပြီရောက်တော့ပဲပြန်လာနေပြီ ကဲမတော့7မ73မတက်သွားပါပြီ ကာရဲလား ဟဲ့3မတက်သွားပါပြီ ကောက်ချိုးနဲ့ကာမှာလား ကဲပွဲတော့ဘာမှမဖြစ်သွားနိုင်ပါဘူးပွဲတော့ဘာမှမဖြစ်သွားနိုင်ပါနဲ့ ရှမ်းနေပြီအမတ်က1ဟုတ်ပါရှုံးရင်နှစ်ဖူးကော်လီခောက်တယ်ဟုတ်ကဲ့ပါဟဲ့ရှိရတယ်ဗျာညီကိုတို့ရေအမတ်ကတွဲဟုတ်ပါကျုပ်ကဲမြန်မာကတော့မြန်မာပါပဲညီကိုတို့ရေခွန်ပြီးမရတော့ ကဲမတော့တွဲခုတ်ဖြစ်သွားပါပြီနော်ရင်ကုန်ရချင်းကိုရောက်တာတွဲခုတ်ဖြစ်သွားပါပြီတန်ကျလာတယ်နော်ဟုတ်တယ်ဒီတန်ကျလာတယ်နော်မတိုင်ရအောင် ဘယ်ကြိုက်လဲဘယ်အမကတော့တွဲဟုတ်ပါကဲဒီကိုတို့ရေအမတွေကတော့တက်လာခဲ့ပြန်ပြီနော် ကဲမတွဲခုတ်ဖြစ်သွား တွဲဟုတ်ပါအေးမိဝါရနော်ထိုးအပါပါညီ အဲ့ဒါတော့မိလိုက်တော့သူတို့ခံလာတယ်
ငွေကျူလွှဲမရမှာနော်ယူမယ်ဆို ဟုတ်ကဲ့ပြတော့တော့စာပြေနားမိရ ပြောတော့ခုံပေးမယ်ပြောကိုကပဲပေါ့မလီကဟမ် ဒီကလည်းဒါဘုရား ထိုင်းဒီထိုင်းကပေးပြီးတော့လားဟုတ်တယ်ထိုင်းကနေပေးပြီးတော့ယူမှာမဟုတ်ဘယ်လိုလို့ဆယ်ခွန်ကိုထိုင်းဘက်ကပေးတာမဟုတ်လားထိုင်းဘက်ကဆယ်ခွန်ပေးတယ်နော်ညီကိုတွေခဏလေးနော်ဟိုဂျူကြီးတင်လာနေကဲအမကတော့တွဲဟုတ်ပါခုနမမကြော်ဘူးလို့ဟုတ်ကဲ့ပါလုံနာပေါ့ကိုလေးရဟုတ်ကဲ့ပါနော် ဘိုးကလို့ကြီးပဲလို့ဖြစ်နေ ဟုတ်တယ်ပြီးစေဆိုဒီလုံးမျိုးကညင်းပါတယ်ဟုတ်တယ်ညီတို့တွေနော်ဒီချာတာပေါ့တယ်ဟုတ်ကဲ့ဗျာကဲကွန်မင်းသားကြီးစပစ်ဗျာနော်ဟုတ်ဩဗျာဟုတ်ဩပါညီကိုတို့ရေဟုတ်ဩပါနော်ဟုတ်ဩပါကိုမင်းသားကြီးပါပဲတစ်ချက်တိနှစ်ချက်တိအသက်ကြီးလည်းမပြတ်စည်းတော့တဲ့မမမင်းသမီးကြီးပါပဲကဲညီကိုတို့ရေဟုတ်ပါမလားအပါပါဟေးဘယ်သူပြောလဲခုနကနော်ကိုပကင်ကိုစံပြုတ်တော့မယ်ဘယ်သူပြောလဲနော်ကိုပကင်ကိုဘယ်သူပြောလဲဘယ်သူပြောလဲပြန်လာပြီပြန်လာနေပြီမီးပွိုင်းကနေကြောလာပြီနော်ခိုင်းတွေပြားများသွားပြီဟုတ်တယ်ဗျအတိမ်စီမထိုးပါနဲ့ဟုတ်တယ်အတိမ်စီမထိုးပါဘူးနော်ဟုတ်အော်ဗျညီကိုတို့ရေကိုမင်းသားစားပြီဟုတ်ဗျာပြီဟုတ်ပါညီကိုတို့ရေဟုတ်ပါဟုတ်ပါဒိုင်ကိုဘာမှပြန်မပြောတာအကြိုက်ဆုံးပဲဟုတ်တယ်ညီကိုတို့အာပါပါအိုးကြောက်စရာကဲဘသူကြောတာလဲဘသူကြောတာလဲဒီလိုတွေတောင်းနေသူ့တော့မကန်နိုင်ဘူးဟုတ်တယ်အိုက်တော့ကိုတူရဟုတ်ကဲ့ပါနော်ဟာမှတ်နေလေရမ်းမြေပါတဲ့မင်းသားကြီးပါပဲနောက်ဆုံးတော့မင်းသားကမင်းသားပါပဲနော်ညီကိုတို့ဟိုင်းဟိုးဆံပြုတ်ကနေဓာပေါက်ဖြစ်ပြီဟုတ်တယ်နော်ဆံပြုတ်ကနေဓာပေါက်ဖြစ်ပြီနော်ဂျူးစင်းပါလားတဲ့ဂျူးကတော့မစင်းပါဘူးနော်ဂျူးမရှိဘူးကိုလေးတော့ကမြင်းမြပြန်လာပြီတဲ့ဟုတ်ကဲ့ပါနော်ဆံပြုတ်ကနေဓာပေါက်ဖြစ်ပြီတဲ့ဟုတ်တယ်နော်ကြက်သားဖို့ပဲကြံတော့တယ်တဲ့ဟုတ်တယ်ဗျာမြန်မာကတော့မြန်မာပါပဲကဲညီကိုတို့ရေအတိုင်းရေစုံတဲ့ထိုင်းမြေမှာမြန်မာဆိုတာဒါပဲလို့ပြသွားခဲ့တာကိုမင်းသားကြီးပါပဲနော်ကျွန်တော်တို့မြန်မာဆိုတာဒါပဲလို့ပြသွားခဲ့တာနော်ညီကိုတို့ရေနော်ဒီမှာမြန်မာဆိုတာထိုင်းမျက်နှာတွေကြည့်လိုက်ပါဦးနော်ထိုင်းဘိုးကြီးတွေကြည့်လိုက်ပါလဲရွဲပြီးတော့နော်ကျွန်တော်နော်ဝတီခါနော်ဒီဒါတော့တိုးတိုးပဲဖြစ်ပါတယ်နော်တိုးတိုးပါနော်ညီတို့တွေဒါတော့ကျွန်တော်တို့လက်ရှိထိုင်းနိုင်ငံတော့တူဦးဒီသောတိုင်ကိုလက်ပုတ်တာဖြစ်ပါတယ်ကိုလက်ပုတ်တာနော်ဒါတော့ပြည်သားတွေနဲ့မိတ်ဆက်ပေးတာပါအကောင်းဆုံးတိုင်ပဲနော်ကျွန်တော်တို့ဒါကျွန်တော်တို့10မှတ်ကနေ9မှတ်နော်ကျွန်တော်တို့တိုင်ပလေးခေါ်ပြီးသားမှာအတိမ်ဘက်ကရှင်းနားလိုက်တာမှာအမှတ်ပေးလိုက်တာရဲရဲဝုန်းဝုန်းဆုံးဖြတ်သွားခဲ့တာနော်ရှင်းမကနေကိုမကိုတက်ပေးသွားတာနော်တကယ်ကိုမင်းသားကြီးကတော့ခိုင်းနေကိုဆုံးမတော်မူပြီနော်ခိုင်းနေကိုဆုံးမတော်မူခံမယ်ညီကိုတို့ရေဆုံးမနဲ့ဆုံးမကိုချူကြီးရှင်တွေခံစားချက်လေးပြောပြပေးပါပြည်သက်တွေကိုနော်ဒီဘက်ထုတ်ခဲ့လိုက်တော့ကဲကိုချူကြီးရဲ့ရှင်တွေခံစားချက်ကိုခိုင်းနေကိုနှစ်ပွဲပြက်အိမ်ကွင်းရောဝင်ကွင်းဆုံးမတော်မူခံပါဘလို့တွေပြင်ဆင်ခဲ့လဲပြည်သက်တွေကိုပြောပေးပါ
ကဲဒီကတော့မင်းသားကြီးပါတဲ့မင်းသားကြီးကိုမင်းသားကြီးကိုရန်လေးသားတယ်ပေါ့ စမ်းမယ်ကဲကိုဂျုံကြီးကတော့ပြောနေပြီအဓိကကတော့ကိုမင်းသားကြီးပါကဲညီကိုတွေဥပ္ပဘာပြောချင်လဲကဲကိုမင်းသားကြီးပါပဲနော်ဘူးလို့ဝဲမှာကျွန်တော်လောကရသွားကြုံနော်ကဲဒါတော့ဥပ္ပယူလေးခံပါကြဟာဒီလိုနိုင်လဲဆက်ပါဟုတ်တယ်နော်ဟာဥပ္ပယူမျက်ရည်တောင်ဝဲနေဗျာနော်ကျွန်တော်တို့ဥပ္ပယူတော့မျက်ရည်မှာကြားတယ်နော်အပါလူချမ်းကြီးဆိုပေမဲ့လူချမ်းကြီးတယောက်ရဲ့အသေးနှလုံးဘလောက်နှုတ်တယ်ဆိုတာကြည့်ပြနော်ကျွန်တော်မျက်ရည်ပါကြားတယ်သူတပည့်နေနိုင်သွားတာဖြစ်တော့မျက်ရည်ပါကြားတယ်နော်ကျွန်တော်တို့လူချမ်းကြီးဆိုပေမဲ့အသေးကတကယ်ကိုနှုတ်တယ်ဗျာနော်အမတ်အနေကြီးကနေပြီးနော်ညီကိုအောင်ပါလေနော်ညီကိုတို့ဘယ်လိုလဲဒီလေကျွန်တော်တို့ချလာတာတွေပေါ့နော်ဒီလိုအောင်မြင်မှုတွေကျွန်တော်ဒါကလေးတွေကိုရှင်းတယ်နောက်လာမဲ့ကလေးတွေကိုလည်းဒီလိုမျိုးဖြစ်ချင်တယ်ကဲဟုတ်ပြီနော်ညီကိုတို့ရှင်တွင်းအသေးတွေကလာတဲ့စကားတွေနော်ညီကိုတို့တားတော့မှသာကျသိန်းတွေပါတော့ထားတယ်ဗျာနော်ထိုင်းမြန်မာပွဲတွေမှာဆိုရင်နော်ညီကိုတို့ကဲနော်ဒီပွဲရဲ့အောင်မြင်မှုကတော့မျက်ရည်တွေနဲ့ခင်းနဲ့ပန်းပဲဖြစ်ပါတယ်နော်ညီကိုတို့ကဲယိုမျက်ရည်တွေခင်းပြီးတော့မျက်ရည်တွေနဲ့စိုက်တဲ့ပန်းတွေပဲဖြစ်ပါတယ်ညီကိုတို့တကယ်ပါတိုင်းလောကချင်းလောကမှာရိုးဟမ်ဟုတ်လားကဲကိုမင်းသားကြီးတတိလစ်သွားလို့တဲ့ညီကိုတို့ခဏလေးနော်ဝေးဖယ်ပေးပါနော်ညီကိုတို့အမောလွန်သွားတာဗျအသက်ကြီးတော့နော်ကျွန်တော်တို့တတိလစ်တာလူပဲလေလူတွေဖဲနော်ညီကိုတို့မအောင်နဲ့ရက်တောင်ခက်ပေးလိုက်ချီမရောနေလူမအောင်နဲ့ဘေးဟုတ်ပဲကဲကိုမင်းသားကြီးတော့ဗျာဘလောက်ပြောလဲနော်ကျွန်တော်တို့ပွဲရနဲ့ရမ်းပန်းပြီးတော့ကြွကြောတက်ရနေပြီးတော့တတိပါလစ်သွားတာဘာမှမဖြစ်ပါသေးနဲ့ဗျာနော်ညီကိုတို့ကြီးဘာမှမဖြစ်ပါသေးနဲ့နော်လူတွေတားမအောင်နဲ့နောက်ဆုံးလူတွေမအောင်နဲ့နောက်ဆုတ်ပါညီလေးခဏကိုတစ်ဖက်ကဆွဲပြီးခြေပြားကိုတစ်ဖက်တွန်းတာအေးအဲ့လိုတွန်းတာခဏကိုဘယ်ဘက်ကဆွဲညာဘက်ကဖျားကိုတွန်းတာမုံနဲ့အမောလုံးပါညာအချိန်ကြီးနဲ့အေးကလာအချိန်ကြီးနဲ့ပိန်မှန်တဲ့အချိန်ကြီးနဲ့မတေချာမနော်ညီကိုလေးဘာမှမဖြစ်ပါသေးနဲ့ဗျာကျွန်တော်တို့ကိုမင်းသားကြီးကတော့ဘာမှမဖြစ်ပါသေးနဲ့ဗျာနော်ညီကိုလေးကြွတ်တက်ရတဲ့သူတတိလစ်သွားအကျော်တွေစိတ်အားထက်တန်တာနော်နိုင်ပြီးတော့ကျွန်တော်အမောဖောက်လို့ဖြစ်သွားတာအပြော်လွန်လာရောအကျော်ကတ်ကျော်လည်းကတ်ဘာမှမဖြစ်ပါသေးနဲ့နော်ညီကိုလေးဟုတ်တယ်ဟိုကောင်ကမင်းသားဟုတ်တယ်နော်နေတိုးညီလိုမျိုးချစ်တတ်တယ်အဲ့ဒါအသက်ရွယ်လည်းကြီးပြီလေလူတွေကဖယ်ပြီးဟုတ်တယ်လူတွေကဖယ်ရမှာနော်လူတွေကတောက်လျှောက်နောက်ကလိုက်နေတာယူလို့ဟယ်လိုOkay. Oh, ကြောက်စရာကောင်းတယ်လူကလည်းများတယ်လို့ကျွန်တော်တို့ထိုင်နေတဲ့လူတော်အသက်ရှူမောရတာယူဟုတ်တယ်ထိုင်နေတဲ့လူတော်အသက်ရှူမောရဘူးခံကားတွေပဲတက်ထားလုံးကြီးတက်ထားအဓိကအလုံးပိတ်ထားတော့ဘာမှကိုလုံးအသက်ရှူမောရဘူးလေဘယ်လိုဖြစ်တာလဲဟုတ်ကဲ့အသက်ရှူမဝတာရောဗျကွင်းရလည်းအလုံးပိတ်ဖြစ်သွားတာအဲ့လိုမျိုး
ကဲကောင်းသွားပြီဗျာနော်ဝမ်းသာကြပါပဲပြန်ကောင်းသွားပြီညီကိုတို့ဟေးတော့မှတတိပြန်ရလာပြီနော်ညီကိုတို့အသက်ရွယ်ကြီးလာတော့ပါဗျာနော်ပရိသတ်အားများတာနဲ့ကွင်းရပြီးရင်ကျွန်တော်တို့အလုံးပိတ်ကြီးဖြစ်တယ်ရပါပြီလားကိုကြီးဟုတ်ကဲ့တော်ပါသေးရဲ့ဗျာနော်ညီကိုတို့လုံးပြီမဟုတ်ဘူးဘလို့ဖြစ်လဲလုံးပိတ်ကြီးဖြစ်တယ်ပန်းလာစင်တယ်တက်ပါဝိုင်းနောက်ခါကျပန်းလာစင်ခိုင်းရကျွန်တော်တို့ခေါင်းကိုက်တယ်မနေ့ကပွဲဟုတ်တယ်အမောမဟုတ်ကွင်းရတယ်လှုံပိတ်ကျွန်တော်တို့တော့မောပါတယ်ကွာအဲ့ပန်ကာလေးတွေတက်ထားတယ်ကောင်းလေးဒီကောင်းလေးသူကအနားယူရတော့မယ်တိတ်ပြီးတော့ခက်တဲ့ကြီးကဲပြန်သတိရပါပါနော်ညီကိုတို့ကျွန်တော်တို့ဘယ်လိုဖြစ်လဲဆိုတော့လှုံပိတ်သွားတာနော်ကျွန်တော်တို့လောင်ပိတ်ပြီးတော့အဲ့လိုဖြစ်တာအသက်ရှူကျွန်တော်တို့လူငယ်တောင်မှအသက်ရှူလို့မဝဘူးဖြစ်တာဗျာနော်ပူတယ်ကျွန်တော်တို့ကွင်းပိုင်နော်ဒါရှမ်းဘိုးကြီးကဒီကွင်းပိုင်ရှင်မှာနော်စားစားရတာဘာနေနေနော်သူတို့စိတ်ပူပေးတယ်ဝိုင်းလုပ်ပေးကြတယ်ဒါလည်းရှမ်းလိုက်မှာနော်ဒီမှာရှမ်းနေရောဝိုင်းလုပ်ပေးကြတယ်ဗျကိုယ်ကပြောမယ်ဆိုတော့နိုင်ယူဒီရောဆိုတော့ဒီဘက်ဆိုဒီဘက်ဆိုမောဖောက်သွားတာမခွနဲ့ဒီကလည်းအရင်မောနေတယ်ဆိုဟုတ်တယ်မောဆိုးအားရနေပြီဟုတ်အောင်မွေးခိုင်းနေလူတွေဒါအုံထွက်သွားဟုတ်တယ်ကျွန်တော်ဟိုဘက်လေဝင်လေတော့နော်ရမယ့်နေရာကိုခေါ်သွားလိုက်ပါပဲနော်ညီကိုတို့ကိုကအလုံးပိတ်ထားတယ်လို့ဖြစ်နေတယ်။ငါရှမ်းနေဆိုလဲသူတို့စိတ်မကောင်းဖြစ်ပြီးတော့စိတ်ပူပေးကြတယ်ရှမ်းနေတယ်နော်။တကယ်ပါနော်တရားနဲ့တရားခုလိုစိတ်လေးတွေရှိထားကြတာတကယ်ကောင်းပါတယ်ဗျာနော်။အဲ့တော့ကိုမင်းသားကြီးရဲ့မင်းသားကြီးပါပဲဟုတ်တယ်ဗျာနော်သတိပြန်ရလို့ဝမ်းသာပါတယ်တဲ့။ကတ်တူပါပဲညီကိုတို့ရေနော်။ကိုယ်ကပြီးသွားပြီဗျာကျောင်းမြန်မာနိုင်ပါတယ်နော်ညီကိုတို့ရေအတိန်တို့ရောတယ်အတိန်တို့ကလည်းတကယ်ကိုကျွန်တော်တို့လေးစားတင်တယ်ဗျအတိန်တို့ဆိုရင်လုံးဝမငြင်းဘူးဒိုင်းတခုံးတမဲပဲเนาะဒါထိုင်းနေဆိုတော့ပုံဝိုင်းစိတ်ပူပေးနေကြတာเนาะညီတို့တွေအိုင်ချွေးတွေပါလေပြန်ရလို့အဲ့လိုလဲချွေးတွေလုံးရှိမလားတော့မသိဘူးမဟုတ်ဘူးနေဘောဒီကိုနည်းနည်းပါးပါပြောထားတယ်ဒီလိုထောင်လေးတွေပန်ကာတက်ခိုင်းမှရမှာတော်တော်ဟုတ်တယ်ဘို့ချင်းမခတ်တဲ့လူတော့ချွေးပြန်ဒီနေရာလေးတွေပန်ကာလေးအဲ့ဒါလည်းပါတယ်တိလာတော့မူလာကြီးကောင်းတယ်ရုပ်ဝင်နေတာတော်လေးကိုကန်ကောင်းတယ်ဒီခိုင်းအတိန်ဆိုတကယ်ကိုကျွန်တော်တို့စိတ်ရင်းကောင်းတယ်เนาะကျွန်တော်တို့တော်မှစိတ်ကောင်းတယ်အဲ့ဒီမှာအတိန်ကတင်ပို့ထားလားအေးဟိုကစီကောပဲဆင်းရအောင်ဟုတ်တယ်မာပဲဒီစီတို့တေချာပေါင်းညင်းပါတယ်ဟုတ်တယ်အဲ့လုံးကညင်းလို့ရတယ်ဗျသူတို့ဟိုဟာလောက်နေတဲ့ချိန်မှတ်တာနေတဲ့ချိန်လို့ဆိုတော့နော်ညင်းဟိုအတိတ်တကယ်စိတ်ကောင်းပါတယ်နော်အဲ့မှာစိတ်ကောင်းတယ်မစိုးဘူးဗျဟုတ်ဆိုလုံးဝညင်းနေပြတော့မရှိဘူးအဲ့မှာဒီမှာလည်းပြီးတော့လည်းပြန်มาဆိုတော့လည်းပြီးတော့ပြန်အောင်ရှိတော့တာပဲပြန်မရတော့လေပြန်မရတော့မယ်လို့
ဟိုကျွန်းတော့တာခုနကြောက်သွားတယ် ဝေးကြီးပြလိုက်တော့ကိုလေး ဟေး ပြလိုက်တော့ အေး ကိုလေးနားသိပြီ ဟမ် နားသိပြီ နားတော့မယ် ပုံလေးပါပဲနားသိပြီ ခင်ရတာကြီးလုပ်ပြပါနော် อืม 9မှတ်တော့ကွာငါလုံးတော့6ကနေဒီအကျွေးနဲ့6မှတ်73မှတ်စကီးရနော်6မှတ်73မှတ်လားအေးလေအဲ့ကြောင့်6မှတ်ကနေ9မှတ်ကိုတောက်လျှောက်တက်သွားတာနည်းစကီးမှမဟုတ်တော့ကွာ6မှတ်လိုက်တယ်ဒါနိုင်ချင်းနေရှိလာကြည့်ဘုံမိတာဦးအိမ်မောရတာကိုကျွင်းတို့ကျေးဇူးပါအိမ်မောရတာပါတော့ပြန် အတိမ်ဖြစ်စေတဲ့စိတ်တက်กว่าတယ်တဲ့ဟုတ်တယ်ဗျအဲ့ဒီလုံးကကျွန်တော်တို့ဒိုင်ကကျွန်တော်တို့ပလေးခေါ်ပြီးတဲ့အချိန်မှာ तू ကနားလိုက်တာနားတော့မှဒိုင်အောင်မပြောဘဲနဲ့နားလို့ ဟုတ်သူ့မျက်လုံးနဲ့ချွေးဝင် အဲ့ဒါကြောင့်ဒါပေမဲ့ကျွန်တော်တို့ဒိုင်ကလုံးဝရေးရဲဝုန်းဝုန်းဆုံးဖြတ်တယ်ကျွန်တော်တို့မြန်မာဘက်ကိုဟိုအမှတ်ပေးလိုက်တာနော်ပလေးခေါ်ထားတဲ့အတွက်မြန်မာဘက်ကိုအမှတ်ပေးတာပါနော် ဒီကဘာပြောအောင်တော့ပိုင်းတော့လက်လေးပဲကပ်ပြ ဘာမှပြောဘူးတကယ်ကိုစိတ်ရင်ပြည့်တယ်နော်အဲ့လို ကျင်းနေပြည့် ဒီရှမ်းတော်တော်လေးပြည့်တယ်ပြောရမှာ တို့ပြေးတယ်နှလုံးဟိုဘင်းစီးကနှလုံးဘယ်လိုနောက်ကြီးอ่ะအဲ့ဒီကိုကျွန်တော်ပြေးတယ်ညတော့ သူပြေးတယ်နေရောရှိတော့ 1900တော့ငါးပြားမှဆွဲနေတယ်ကိုသူတို့ငါးမှကျွန်တော်တို့ညတယ်သူတို့ပြေးတော့ခေါင်းအဲ့ဒါပဲစိတ်ဆိုးပြီးတော့3နှစ်တွေ9နှစ်တွေ9တောင်းတွေဖမ်းလိုက်တာစိတ်နေတော်တယ်ကြာကိုပြောတယ်အောက်ကပြန်လို့ပြန် ဟုတ်တယ် အောက်ကပြန်ပြီးရပြီးတော့ တော်မဖြစ်နိုင်တဲ့ဟာကြီးလောက်သွားတာဟိုဒီ9မှတ်ကြီးကိုတိုက်တော့6ကနေ ပြောတာပဲ 6မှတ်73မှတ်ကလည်း တော့တော့ပုံရည်3တောင်း ဘယ် limit ဖြစ်နေပြီအဲ့ချက်လောက်ယူရမှာ ဟုတ်လေပေါင်းရထည့်ပေးမယ်ပြန် ဟာအပြင်ယူမှာအဲ့လောက်ဒီပပလောက်မှာ တယ်ရေး ဟုတ်လားအဲ့လောက်ကြီးဒီမပါလောက်နှစ်ကြော်ကြော်လောက်ပဲပါ3000ကျော်ဒီကမပါဘူးလေမယူခဲ့ဘူးအဲ့လောက်ဒီလမ်းသွားလမ်းလာကြောက်လို့ ပြေးရင်ကခန့်နော် အေးနော် ဟုတ်လေခိုင်းရတယ်73မှတ်နဲ့ဆိုင်းပြလိုက်အဲ့ဒီကျေချက်ပြီးတော့ကိုမင်းသားရဲ့လက်မှတ် 73မှာဟုတ်တယ်ဗျာနော်အမှတ်ကအပြက်ကြီးရနေပြီ ကိုမင်းသားရဲ့လက်မှ ကို တ် မင်းသားကြီးကိုပြအောင်အဲကိုမင်းသားကြီးဆေးရုံသွားပြီနော်ညီကိုတို့ဆေးရုံသွားပါပြီနော်ညီကိုတို့ဆေးရုံသွားပါပြီနော်ကဲကြီးကများနေကြ3000မှာရဟုတ်ကဲ့စုချမလို့ဟုတ်ကဲ့ကျွန်တော်ပြန်ကြည့်ပေးမယ်အစီခဏလေးစုချမလို့ဆိုလောက်ပါနော်ကျွန်တော်တို့ဆောနာစိတ်ပူတားများသွားတော့နော်ကျွန်တော်ဝင်ဖက်ပေးမယ်စုချဖို့မှန်းတဲ့ညီကိုရေးကျွန်တော်ရဲ့ဘကင်ဆိုတဲ့ကောက်မှာဆက်သွယ်လာလို့ရတယ်နော် ဘောတယ်ဆိုစီးအောင်သွားပြီ လောလောဆယ်ကကိုကြီးမိုးတဲ့နောက်ကလူကိုကမုံရွာလီပတာမို့လားဟုတ်တယ်နောက်ကကျွန်တော်ရဲ့လီပတာကြီးပါနော်တော့မုံရွာတော့ခွင်မှာစုတွေယူခဲ့တာပေါ့အရင်ကပါခုတော့မဟုတ်တော့နော် အဲ့ဒီကိုဖြူပေးလေးတဲ့ မင်းသားကြီးဘာဖြစ်တာလဲအမောဖောက်သွားတာစောနာစုချရင်တဲ့ညီကိုကြီးကျွန်တော်တစ်ချက်လောက်ပြန်မှတ်ပေးဦးနော်6မှတ်73မှတ်ကနေတက်လာတာဆိုတော့တဲ့မနက်ဖြန်63ဟို613ထိုးရမယ်တဲ့ဟုတ်ကဲ့ပါနော်ခိုင်းကဘယ်လိုလဲဟုတ်ကဲ့ပါနော်ကျွန်တော်ပြန်မှတ်ပေးပါအောင်ဗျစုချမဲ့ညီကိုကြီးနော်မမြင်လိုက်မိရင်လည်းတကယ်တောင်းပန်ပါတယ်ကျွန်တော်ဒီဘက်မှာနည်းနည်းလေးအကုန်လုံးစိတ်ပူနေကြတော့အတိမ်ကိုဖြူပေးလေတဲ့မင်းသားကြီးအတိမ်လို့လည်းဟိုဘက်ပြန်သွားပြီကဲကျွန်တော်လည်းဟပ်ပတိုင်းနဲ့ရက်ဆိုင်ပြီဗျာနော်ပြန်မအောင်မယ်ပြန်အောင်မယ်နှုတ်ခွန်းဆက်ပါတယ်ညီကိုတွေ ခေါ်ပဲအားလုံးစပ်ပြီးတဲ့တော့ကျေးဇူးတင်ပါတယ် အော်ဂျုံကြီးနဲ့မင်းသားကြီးကိုတဲ့စုချပေးမယ်9သိန်းစုချပေးမယ်ခေါ်ပေးပါတယ်โอเคကိုမင်းသားကြီးတော့မရှိတော့ဘူးကိုဂျုံကြီးတော့ရှိတယ်ကိုဂျုံကြီးခေါ်ပေးမယ်နော်တကယ်ဟုတ်မဟုတ်ကျွန်တော်စစ်ပေးမယ်စေကန်းသွားတာကိုပြောပြီးပြီမင်းကရိုင်းတယ်မင်းကနော် အဲ့ဒီကရိုင်းနေတော့ စကားရိုင်းတယ်နော်ကိုပကင်ကတဲ့ကြီးမမကြည့်တာတဲ့နိုင်တော့အရန်ပြောနေတာတဲ့ဘယ်ပြောရမလို့ကိုမင်းသားကြီးဟိုမှာဟိုဖြစ်သွားလို့မျက်ရည်ပါဝဲတယ်လို့ဘလို့ရဟုတ်လားခေါ်ပေးလိုက်မလဲအဲ့ဒါโอเคကျွန်တော် site ပြီးစုချပေးလိုက်မယ်နော်ဟုတ်ကဲ့ဥပြူကိုဂျုံကြီးကပဲရပါလားကွာဘာပဲ
ကိုဂျွန်ကြီးကိုသွားခေါ်ပေးလိုက်မှစုချခိုင်းလို့စိုက်ပြီးစုချပေးလိုက်မှာအခါကိုရင်းနဲ့6လို့ခရီးနာရောက်လာอยู่စိတ်ကြော်ရပြီစီးပဲပြီးပါရောဟောကိုအားလုံးတောင်းကြီးပြီဟုတ်လားအမကျွန်တော်စုချပေးလိုက်မှာနော်ကိုမင်းသားတက်တာလားကိုမင်းသားတက်တာလားဗျာနော်နောက်ကြည့်တယ်ကျောင်းမောင်ရင်ကိုဂျွန်းကိုရှာပေးနေမှာစုယူရန်ကြွပါလို့အချိန်မှာကယ်ဒမီစုရတဲ့အချိန်မှာပေါ်လို့မရတော့ဘူးသူ့ကောင်ကြောက်သတ်ပုံနေရတယ်ရုပ်ရှင်မင်းသားတော့သလိုတော့မင်းသားမဖြစ်တော့ဘူးရုပ်ရှင်မင်းသားတော့မင်းသားပဲရုပ်ရှင်မင်းသားတော့သလိုတော့မမင်းသားတော့ဘူးမင်းသားကြီးလည်းဘယ်ကကားလေးညှစ်ထုတ်ပြီးတော့ညှိုက်နေလည်းမသိတော့ဘူးဥပြူစုချခိုင်းလိုက်မှာဓာတ်ပုံမှာရိုက်ဖို့ပေးလိုက်မယ်လက်မခေါဟာရိုင်းတဲ့ကိုဂျွန်ကြီးလာပြီနော်ညီကိုတွေမစုချခိုင်းမယ်မဟုတ်တာကျွန်တော်တို့ဟိုဘောစီတယောက်လို့ပြောတယ်ဟိုကမင်းဘူးကဆိုလားမင်းဘူးကဘောစီဆိုလားအကိုသိလားတိုင်းလားဟုတ်မယ်နဲ့တူတယ်ကျွန်တော်ကမတွေ့လိုက်လို့ခဏအမှန်နော်ကိုအောင်ကိုဝင်းကောက်ကတယ်ဟုတ်တယ်အမှဟိုကဥပြူခေါ်လိုက်လေအမှတ်တရကျွန်တော်ဓာတ်ပုံရိုက်ဖို့ပေးလိုက်မယ်ကိုမင်းသားကြီးနဲ့ကိုဂျွန်ကိုကျွန်တော်တို့အဲ့ဒီဆောနာစုချမဲ့ဘောစီကိုစားပေါ့နော်ကျွန်တော်ပတ်သက်စိုက်ပေးထားပါတယ်အေးပြောချင်းဝိုင်းရပုံချင်းဝင်းပုံလို့လားကဲမပိုက်ဒီမှာဖြုတ်ထားတာနော်ဒါတော့ကိုမင်းသားကဲဒါတော့ကျွန်တော်တို့ကိုမင်းသားကြီးနဲ့ကိုဂျွန်ကြီးကိုမြန်မာနိုင်ငံကဟိုဘောစီတယောက်ကစုချထားခိုင်းတဲ့ဟာလေးပါကျွန်တော်ဒီမှာစုချပေးလိုက်ပါမယ်နော်ညာနာမည်အဲ့လိုနာမည်တွေပါတယ်ဟိုဟာလေးဟိုဘောစီကျွန်တော်ရှိလို့ရင်ကျွန်တော်တစ်ချက်လောက်ပြန်မှတ်ပေးပါလားနော်ဒီမှုဆွေးနိုင်တယ်ဟုတ်မယ်ကဲအခုတော့စုချပေးရဆိုလဲကျေးဇူးများကြီးတင်ပါတယ်ဥပြူဒီမှာကြည့်ပဲဥပြူโอเคဟုတ်ကဲ့ဆိုတော့တော့တော့ပါပါတယ်ကျေးဇူးတင်စကားလေးဒါပြောတော့ကဲကျေးဇူးတင်ရပြီကျေးဇူးတင်စကားပြောပြောဟုတ်ကဲ့အခုလိုမင်္ဂလာပါနော်ကျွန်တော်ကလေးတွေဒီနာကဘာဘာကလေးပြောကူနေဟယ်လိုဘာမမေးတဲ့အာဖရိကတဲ့ဒီဘာပြည်နာကိုတော့ကျွန်တော်ရန်နေသားတယ်မင်းသားကြီးရောဘောစီတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါပါနော်ရဟုတ်ကောဟုတ်လားပေပေးနေမှာဟုတ်ပြီကျွန်တော်လိုင်းထဲမှာဝင်ချပေးလိုက်မယ်နော်အောင်ကိုတဲ့ဟုတ်ကဲ့ပါကိုအောင်ကိုရေဘောစီကျေးဇူးပါကိုဂျုံကြီးတခြားပြောလိုက်ပေါ့ကိုဂျုံကြီးတို့သိတယ်ဟုတ်လားဟုတ်ကျေးဇူးပါဘူးဒါပြကျွန်တော်ဒီနေ့ညမှာဆိုင်းလာနေတယ်ပါနော်ဟုတ်ကဲ့ကျွန်တော် KP နံပါတ်ပို့ပေးလိုက်မယ်နော်ကျွန်တော်မှန်တယ်ပါပဲဒီနေ့တင်ပါတယ်တကယ်မထင်မှတ်တာကိုလောက်ပြပါတော့အမကျွန်တော် KP နံပါတ်လိုက်တဲမှာပဲဝေရေးပေးလိုက်ပါလေနော်ကိုအောင်ကိုရေးကျေးဇူးတင်ပါတယ်ဒါတော့ကိုမောင်အေးရပေါ့နော်ဆုချတာဖြစ်ပါတယ်နေတာနော်ကိုမောင်ကြီးပေါ့အမှန်နော်ညီလေးဓာတ်ပုံရိုက်ပေးပါမလားဦးမောင်ရေโอเคကဲတန်ကြီးရှိလိုက်တာနော်ကိုမောင်ကြီးကောက်မှာပဲပို့ထားလိုက်တော့မယ်နော်ကိုမောင်ကြီးအကောက်မှာပဲပို့ထားလိုက်မယ်ဟုတ်ပြီတော့လည်းပြန်လို့ရပြီကဲအားလုံးပဲနှုတ်ဆက်တယ်ကျွန်တော်တို့လည်းပြန်တော့မယ်KPကတော့ကျွန်တော်ဟိုမှာကိုမင်းကနေတဆင့်ပေါ့နော်လှုပ်ခိုင်းထားပါတယ်ကိုမင်းကနေတဆင့်ပေါ့ကိုမင်းသားကြီးစုလာပြီးတော့ယူနိုင်ခြင်းမရှိတာကိုတော့ဒါလိုင်းပေါ်စုချတဲ့ဘောစီတွေရောเนาะကျွန်တော်တို့ဒီမြေပြင်မှာစုချတဲ့ဘောစီတွေရောနားလည်ပေးပါတော့เนาะကိုဂျုံကြီးတယောက်တည်းပဲဒါဒီဘက်မှာကျွန်တော်တို့လက်ခံပေးထားတာဖြစ်ပါတယ်အဲ့တော့ကြောင့်ကိုမင်းသားကြီးအနေနဲ့ဒါစုလာမယူပေးနိုင်တာကိုတော့နားလည်ပေးပါကျမ်းမာရေးချင်းနေကြောင်းပါเนาะဦးသားကြီးကိုမင်းသားကြီးဝမ်းသာလို့ဆိုပြီးတော့မိကလဲသွားဒီမှာအောက်ကိုင်းနေဒီလည်းပင်ပန်းနေမနေ့ကလည်းပင်ပန်းရအေးလည်းပြတ်တာစဉ်းစားကြည့်တော့မနေ့ကလည်းသူပဲကန်ဒီနေ့လည်းသူပဲကန်ဆိုစားပြလဲထိုးရတယ်ကန်လဲကန်ပြီးတော့ဦးသားကြီးကတော့ပါလေ
ကိုကျိုးကြီးကတော့ကတော့ပါနဲ့တဲ့နော် တော့တယ်လို့တော့တော့ပါလေ ကျွန်တော်လည်းနှိမ့်ဆက်နေတယ်ကိုသားကြီး ဟုတ်လားဘယ်မှာမဟုတ် မင်းဖြစ်လာ မင်းဘူးမင်းဘူးဟောဆောင်းလာမင်းဘူးရလို့ပြောတာ မင်းဖြစ်နိုင်တယ်နော် အားတော့ခေါ်နေပြီလား ရဲကပြောနေတာဒါကြီး မင်းနဲ့မင်းနဲ့ဟိုချော်ကြီးနဲ့ဟိုပါတယ်ကျေးရတယ်ဒီကအဲ့ဒါတော့ကောက်တာပါချောင်း မင်းဖြစ်နိုင်တာ3000ပါ ဟုတ်တယ်တော့မှာ ဟေး ဒီမှာမြည်တယ်ရောင်း မငင်းဘူးတော့ကောင်းတယ်တကယ်လို့ ကိုရဒီကိုရရှုံးအောင်ပါ ဒီဘွဲကတကယ်သူတို့သုံးတော့မှာဟိုကညင်အောင်မှာတော့မငင်းဘူးတော့ဒီရှမ်းနေတကယ်မိုက်တယ် ပွဲတွေစားလို့ဒီကောင်းလို့ရနိုင် တော့ တော့ မ ထိုင် င နေ င်း ဟုတ်တယ်တို့ဖိုင်းလောက်လာမှတ်ပြလိုက်ရ ပေးလိုက်တာပဲ နိုင်ဘက်တော့ထိုင်နေ ဒါရပေးထားတာဆိုလို့မို့တော့ပေးလိုက်တာ အေးစေးပဲ အဲ့လိုမျိုးအားကြောင့် ဒီလမ်းပွဲတော့ရအောင် ဒီကြားဖွဲ့ဆိုမရ လမ်းပွဲ ဘူး တော့ရအောင် မရဘူး ဟိုပါလဲဟိုချုပ်ပါလဲဟိုကူးနေတယ်တော့ ဟေးလေရအောင်ဟုတ်တယ်ဒီပွဲဒီကောင်ပွဲပတ်သက်တော့ဒီကောင်ဆောင်း ဒီကတော့ကိုမင်းသားကြီးလည်းဟိုမှာစုယူပြီးတော့เนาะကျွန်တော်လာမယူနိုင်တဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်မင်းသားကြီးတို့နိုင်သွားပါတယ်เนาะညီတို့ကြီး တော့မရဘူးတော့ဟိုမှာလဲဝေးရမသိဘူးအဲ့ဒါကိုမြင် လူတိုင်းလူတိုင်းကပလေးကောင်ပန်တယ်ရတယ်လို့ပေးရင်တော့ ပေးတယ်လို့ညီကောင်းလားလို့ညီးပါအဲ့ဒါ ရဲပွဲရဲပြရလဲအဲ့မှာပြောင်းလဲလေးဖြစ်သွားတာ ဒီစီတို့နဲ့မနိုင်နဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတော့ကျေးဇူးတင်ပါတယ်เนาะ ဆိုးပွဲကြီး အတိမ်မမငင်းတာလည်းချားဖွဲ့ဆိုငင်းပါတယ်ဟုတ်တယ်ဗျာညီကိုလေးအားလုံးကျေးဇူးတင်ပါတယ်ညီကိုလေးဒီလောက်ပါပဲเนาะကျွန်တော်လည်းပြန်မအောင်မယ်ဗျာเนาะ